နဲ့ရိုက်တာဟိုခက်ကမိန်းကလေးတွေဆိုလဲနိုင်လူတို့ကြော်ချက်တို့တာပတာတို့ဝက်လုံးစီပရေခွန်းနဲ့ဖြစ်တာယောက်ျားဒီလိုဇာတိမှန်ထိတ်ရတာဒီရင်းပြပဲအားပေးတယ်နိုင်ငံခြားကိုအားမပေးဘူးအမျိုးဘာသာသာသနာစောင့်ရှောက်အဲ့ဒါစိတ်ကံမဲ့ကျွန်တော်တို့တိုင်းလူပြည်သားရဲ့စိတ်ကံမဲ့အမျိုးဘာသာသာသနာစောင့်ရှောက်ဘယ်လူမျိုးမဆိုနော်စိတ်ကံစနစ်ရှိတယ်သူ့အမျိုးသူ့ဘာသာသူ့သာသနာစောင့်ရှောက်တယ်ဘာဖြစ်လို့ကျွန်တော်တို့မြန်မာလူမျိုးကကိုအမျိုးကိုဘာသာကိုသာသနာစောင့်ရှောက်မှာဆက်တလို့လို့ကြောက်တလို့လို့ခက်ပဲနောက်ကျနေတယ်လို့ခက်မမီတယ်လို့ဖြစ်အဲ့ဒါစိတ်ကံမလိုက်နာဘိုးဘွားလက်ထက်ကထားခဲ့တဲ့စိတ်ကံစနစ်ကအပြည့် Sex education လို့အမျိုးသိစရာမလိုဘူးကျွန်တော်လူပေါင်းမှာအပြည့်ရှိတယ်စီကန်းဆိုတာလည်းဆရာပြောသလိုအချုံတာမဟုတ်ဘူးပေါ့နော်လူပတ်ဝန်းကျင်မှာနေကြတဲ့လူတွေအနေနဲ့ကလည်းတချို့ဆိုရင်ချမှတ်ထားတဲ့စီကန်းတွေကိုလိုက်နာကြတယ်ပေါ့နော်တချို့ကျတော့လည်းစီကန်းကိုချိုးဖောက်ကြတာတွေရှိရပေါ့နော်ဆရာတစ်ခါတလေကြလို့ရှိရင်စီကန်းကောင်းတဲ့လူတွေကိုပေါ့နော်စီကန်းမကောင်းတဲ့လူတွေကပြည့်ရပြူကြတာတွေလည်းရှိပါတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေစီကန်းကောင်းတဲ့လူတွေအနေနဲ့ပေါ့ဒါကိုမောင်းမရက်တည်နိုင်မှုအတွက်ပေါ့ဆရာကငါပြောချက်ပါလေရှင်ဒုရိယာတွင်စီးမရှင်ကနဝေမချိုးကံရိုးကံတင်မရှိလင်းကပြည့်ရွေးပမာလူတို့မှလေဘလာစီကနေတရားကကိုနွမ်းစိတ်ကြီးနောင်ခါတိဒုက္ခိဒုက္ခဒုက္ခလို့စိတ်စာစီနေဝါစီနေဝါစီနေဝါလေးစီနေဝါရှိပြီးတော့ဂီတအခြေခံစလို့စီဝါရှိတဲ့လူမျိုးအမှန်တမ်းစီကံစနစ်ကောင်းတဲ့လူမျိုးကမ္ဘာအလယ်မှာရင်ကျင်းမှုခိုင်ငယ်မှာထဲထဲဝါဝါရှိတဲ့လူမျိုးဘာသာစစကားအကုန်ရှိတယ်ဘာမှလုပ်လေသိမရှိဘယ်နိုင်ငံမှာကုချကြတယ်မြန်မာတူရီယာဂီတကဘာမှာအစင်းတိုင်းနေဆုံးတစ်ခုပဲပြောမယ်ကဘာပေါ်မှာ drum ဆိုတာပေါ့ဒိန်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 ဒီလိုပဲကြည့်အဲ့ဒီ drum ကိုပတ်စာတက်ပြီးကြည့်လိုက်ကဘာမှာမြန်မာပဲရှိကဘာမှာဘောလုံးကစားတယ်သူ့ဘက်ကိုယ်ပဲဗော်လီဘောသူ့ဘက်ကိုယ်ပဲမြန်မာမှာချင်းလုံးဘယ်မရှိအပေးအယူလုံကြည့်ပြူချင်းမှုစာကမြတ်တဲ့စိတ်ကြဘုံလာတဲ့အားကဘယ်မရှိငါနိုင်မဲ့သူရှုံးမဲ့ဆိုစိတ်ကြမြန်မာမှာမရှိဘူးသိကောင်းတဲ့လူမျိုးသိကောင်းတဲ့ဘာသာတဘာပေါ်မှာလူမျိုးရေးတဲ့စာတွေရှိတယ်ဟုတ်လိုက်ဘယ်ဘာသာလူမျိုးရေးတဲ့စာမှကြည့်တော့ကောင်းတယ်မလားမြန်မာစာဝိုင်းဆက်နေတာလေပြောလို့ရှိရင်မြန်မာဖတ်စစ်အများကြီးဂုံကြရအများကြီးဒါနဲ့ဂုံကြမှမသိဒီမဲ့ drone training လို့ပြီးရအောင်ကျွန်တော်သိနေထောင်းပြီးနေသူတို့တွေကနှုတ်တင်နေပြီးမှရတယ်ခொနည်းကိုနလီတလားပဲကြည့်ကြည့်နှုတ်မပါဘဲနဲ့အလွတ်တီးနေဘိုင်ဟာဒါလောက်တော်တဲ့လူမျိုးတော့အမှန်တမ်းမြတ်တဲ့လူမျိုးစီကန်းနဲ့ယဉ်ကျေးမှုကဆက်ဆက်နေတာပေါ့ဆရာဟုတ်ကဲ့သိကောင်းတဲ့စကားပါစီကန်းမြင့်မလားယဉ်ကျေးမှုမြင့်လား